Mlaba, the Third Buddhist Council, Tatiya Tingayana continued. Tatiya Tingayana Timbuerega, the sign Nipono, Ashokan as a pious king, now Ashokan add to Pono, Atoka Mini Nepata de Chaya Lirigu, Celebido, Miawitoa Ome. Ashokan as a pious king. အတော့ကမင်းကြီးရဲ့ကြီးညိုပွဲလေးစားပွဲကောင်းတဲ့ဘုရင်ကြီးဖြစ်ကြောင်းနဲ့ပတ်သက်တာလေးတွေကိုကောက်နှုတ်ပြီးတော့မျှဝေပါမယ်။ Buddhists embraced Buddhism in the 9th year of his reign. For 1 year, he did not show himself to be zealot. အတော့ကမင်းကြီးဟာနန်းတက်ပြီး9နှစ်ကြာမှဘုရားဘာသာဝင်ကိုရောက်ရှိခဲ့တဲ့တစ်နှစ်ကြာသည့်အထိနန်းတက်ပြီးတစ်နှစ်ကြာသည့်အထိလည်းဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုမရှိခဲ့ဘူး But about the middle of this 10th year, beginning to live with the Samgar and visited to the Bodhi tree. It is said the work of Ashoka missionary started from that time. ဒီမင်းကြီးဟာပေါ့နော်နန်းတက်ပြီး10နှစ်လောက်ကြာတဲ့အခါမှာရဟန်းတန်ဃာတွေကိုချင်းကပ်လာပြီးတော့လှူဒန်းပူဇော်ခဲ့တယ်ထောက်ပံ့ခဲ့တယ်အဲ့ဒီနောက်ဖျားရှင်ပွင့်တော်မူတဲ့မဟာဗောဓိပင်ရှိရာကိုလည်းဖျားဖူးထွက်ခဲ့တာရှိပါတယ်နောက်အဲ့ဒီချိန်ကစပြီးတော့ပေါ့နော်ဒီမင်းကြီးဟာသာသနာပြုလုပ်ငန်းနဲ့ပတ်သက်ပြီးစတင်လှုပ်ဆောင်ခဲ့တယ်လို့လည်းမှတ်ယူနိုင်ပါတယ် In Rock Edict for informs propagation Dhamma among Ashoka's subjects. The whole period of his reign as it most effectively served. ဒီကြောက်ဆောင်စာနံပါတ်4မှာတော့မင်းကြီးဟာတရားတော်ပြန်ပွားအောင်နဗိမာန်ပုံတွေချိတ်ဆွဲပြသခြင်းမိရှုမိပန်းနေပြဖောက်ခြင်းစတဲ့ပွဲမျိုးမျိုးကျင်းပပြုလုပ်ပြီးကျင်းပရတဲ့ရည်ရွယ်ချက်ကိုလည်းသိရှိစေပါတယ်။ Two purposes of amusing the people and also of enjoying them to live a life of pity. ကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်းပေါ့နော်သူအုပ်စိုးနေစဉ်အတွင်းမှာပြည်သူပြည်သားတွေစိတ်နှလုံးအေးချမ်းပျော်ရွှင်စေခြင်းနောက်တိုင်းသူပြည်သားတွေရဲ့ဘဝမှာဘာသာတရားကိုသက်ဝင်ယုံကြည်မှုခိုင်မြဲစေလိုခြင်းဆိုတဲ့အချက်တွေပဲဖြစ်တယ်Ashokan tell us the previous kings used to find relaxation in Vihara Yatras, tours of pleasure where he included in hunting and sports. In that year, he gave up the idea of ever going on Vihara Yatras and studying instead of the Dhamma Yatras where he found relaxation. အတော့ကမင်းကြီးဟာသူနန်းတက်ပြီးတော့10နှစ်တိုင်တောင်ရှင်းမင်းနေလို့ပဲတဲ့နော်သူဟာတောထွက်ကစားခဲ့တဲ့အမဲလိုက်ချင်းတွေရစ်ပူဇော်ခြင်းတွေမှာပဲမွေးလျော်နေတဲ့အကြောင်းတွေလည်းသူကိုယ်တိုင်ပြောဆိုခဲ့တယ်။မင်းကြီးကသားကောင်ကိုတတ်ပြီးတော့ရစ်ပူဇော်ခြင်းထက်တရားတော်ကိုပူဇော်ခြင်းဟာမွေးလျော်ဝယ်ကောင်းပြီးအမှန်တကယ်ညီအေးစေနိုင်ကြောင်းကိုလည်းသူကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တယ်။ဒါကြောင့် visiting and giving gift to the recluses and meditation of both Brahmanas and Tamanas. မင်းကြီးကသူကိုယ်တိုင်ဖျားဖူးထွက်တဲ့ယဟန်တန်ဃာတွေကိုစက္ကလှူဒန်းခြင်းတွေသမဏဗြဟ္မဏတွေကိုလည်းတရားအထုတ်စေခြင်းတွေပြုလုပ်ပြီးတော့တရားတော်တိုးတက်ပြန့်ပွားအောင်လှုပ်ဆောင်ခဲ့ပါတယ် His visit to Bodhi tree was the first of his Dhamma Yatra. ဒီမင်းကြီးဟာအတောကမင်းကြီးဟာဖျားရှင်ပွင့်တော်မူရာမဟာဗောဓိပင်ကိုဖျားဖူးထွက်ခြင်းဟာသူ့ရဲ့ပထမဆုံးဓမ္မရတနာကိုပူဇော်ခြင်းပဲဖြစ်တယ် Along his journey to the Bodhi tree, Ashoka undertook the work of giving charity to the monks, preaching to his people Dhamma with the object of dissemination of Dhamma. ဖျားဖူးထွက်တဲ့လမ်းတစ်လျှောက်မှာလဲယဟန်တန်ဃာတို့ကိုလှူဒန်းတဲ့တိုင်းသူပြည်သားတွေကိုတရားဓမ္မတို့မှာသက်ဝင်ယုံကြည်ဖို့တိုက်တွန်းနှိုးဆော်ခြင်းကိုပြတယ်ပေါ့နော်အဲ့လိုမျိုးပြုလုပ်တဲ့
ဘာသာရေးဝါဒပြန့်ပွားခြင်းတွေကိုဆောင်ရွက်မှုတွေပြုခဲ့တယ် everywhere in his dominations as well as in those of his neighboring countries. The king Ashoka established a medical treatment for men and animals where there are no medical herbs for men and animals. အသောကမင်းကြီးဟာသူ့ရဲ့နိုင်ငံအတွင်းနဲ့အိန္ဒိယနိုင်ငံတွေမှာရှိတဲ့လူနဲ့တိရစ္ဆာန်တွေအတွက်ဆေးကုသဖို့ဆေးဆရာနဲ့ဆေးရုံဆေးခန်းတွေကိုလည်းတည်ထောင်ထားရှိခဲ့တယ် Everywhere they have been caused to be import and planted. နောက်လူနဲ့တိရစ္ဆာန်တွေအတွက်အသုံးဝင်တဲ့ဆေးဘက်ဝင်အပင်တွေမရှိသေးတဲ့နေရာကိုရှိတဲ့နေရာကနေလည်းယူဆောင်ပြီးတော့စိုက်ပျိုးစေခဲ့တယ် On the roads wells have been caused to be dug and trees to be planted for the enjoyment of men and beasts. နောက်တစ်ချက်ကလည်းလူနဲ့တိရစ္ဆာန်တွေအတွက်နားခိုနိုင်စေဖို့အရေးရအပင်တွေကိုလမ်းမကြီးတွေပေါ်မှာစိုက်ပျိုးစေတယ်သုံးဆောင်စေရန်အတွက်လည်းရေရင်းရေကန်တွေကိုလည်းတူးဖော်ထားရှိစေခဲ့တယ်ဆိုတာလေဒီလားတွေ့ရှိရတယ် In the 12th year after he had been consecrated, he sent out his officers like Yugdats, Rajugats, and Pradeshigats to everywhere in his dominations. အတော့ကမင်းကြီးဟာနန်းတက်ပြီးတော့12နှစ်အကြာမှာမိမိကိုယ်တိုင်ဗုဒ္ဓတရားတော်ကိုသက်ဝင်ယုံကြည်ုံသာမကပဲတိုင်းသူပြည်သားတွေကိုလည်းလိုက်နာကျင့်သုံးစေပြီးလိုက်နာခြင်းရှိမရှိကိုလည်းနော်အဲ့လိုမျိုးဒီYugdats တို့ Rajugats တို့ Pradeshika လို့ခေါ်တဲ့တရားအမတ်တွေကိုခန့်အပ်ပြီးတော့တာဝန်ပေးအပ်ခဲ့တယ် For a long time period there were killing and injury to creature improper treatment to Brahmanas and Sharamana and relatives in his dominations သူအုပ်စိုးစဉ်တစ်လျှောက်လုံးမှာလဲတတ္တဝါအပေါင်းကိုတပ်ဖြတ်ခြင်းဒဏ်ရာအနာတရားရှိစေခြင်းသမဏဗြဟ္မဏနဲ့ဆွေမျိုးတွေရဲ့အပေါ်မှာမသိလျော်တဲ့ဆက်ဆံခြင်းမျိုးပေါ့နော်ဒါမျိုးတွေလဲလုံးဝမပြုလို့ရဘူးလို့ကြီးညာခဲ့တယ် Consequences of the practice of Dhamma by King himself ဒီမင်းကြီးဟာပေါ့နော်တရားဓမ္မတွေကိုလဲသူကိုယ်တိုင်လိုက်နာကျင့်သုံးချိန်မှစပြီးတော့တဲ့ There were sensations of killing animals no cruelty towards living being proper treatment of relatives of Brahmana and Sharamana and obedience to mother and father and to the elders သူကတရားဓမ္မကိုကိုယ်တိုင်လက်နာကျင့်သုံးခဲ့တဲ့အချိန်ကစပြီးသူ့ရဲ့စိတ်ဟာလဲနော်လွန်စွာမှတနာကျင်နာစိတ်တွေဖြစ်ပေါ်ပြီးတော့အဲ့အချိန်ကစပြီးတော့တိရစ္ဆာန်တွေကိုတပ်ဖြတ်ညှင်းဆဲခြင်းတွေလည်းမပြုတော့ဘူးတတ္တဝါတို့ကိုညှဉ်းပန်းနှိပ်စက်ခြင်းမှရှောင်ကျဉ်ခဲ့တယ်နောက်တစ်ချက်ကဒီသမဏဗြဟ္မဏဘာသာရေးပုဂ္ဂိုလ်တွေပေါ့နော်နောက်မိဘဆွေမျိုးနဲ့တက်ကြီးရွယ်ဦးကိုယ့်ရဲ့ကြီးလူတွေရဲ့အပေါ်မှာလဲယူသေးကျိုးနွန်စွာနဲ့ပြုမှုဆက်ဆံမှုတွေအထိကိုသူ့ရဲ့စိတ်ဟာပြောင်းလဲသွားခဲ့တယ်ဆိုတာလေသိရှိရတယ် According to King Ashoka, meritorious is difficult to perform. He who initials got something difficult to perform. အတော့ကမင်းကြီးကဒီခက်ခဲစွာပြုလုပ်ဆောင်ရွက်ခြင်းဟာချီးမွမ်းတဲ့ကြောင်းနဲ့တစ်ခုခုကိုခက်ခဲဒီလှုပ်ဆောင်တော့မယ်ဆိုရင်အစကောင်းဖို့လိုတယ်လို့လဲသူဟာတွေးခေါ်ယူဆခဲ့တယ် But he has been achieved many good deeds. So also his son, grandson, and grandsons were followed in his footsteps. ဒါကြောင့်ပေါ့နော်သူဟာဒီလိုမျိုးတစ်ခုခုလှုပ်ဆောင်မယ်ဆိုရင်အစကောင်းမှုလိုမယ်ကောင်းမွန်စွာလှုပ်ဆောင်ခဲ့တဲ့အတွက်သူ့ရဲ့ဒီကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေကြောင့်ပဲပေါ့နော်သူ့ရဲ့သားသမီးမြင့်မြတ်တွေဟာသူ့ရဲ့ခြေရာနောက်ကိုလိုက်ခဲ့ကြတယ်လို့ဆိုပါတယ် In Rock Edict 5, after he had been consecrated 13 years, Dhamma Mahamantras were created by him. ကျောင်းဆောင်စာနံပါတ်5မှာတော့သူနန်းစံသက်73နှစ်ကြာပြီးတဲ့နောက်မှာတရားဓမ္မအမတ်ကြီးတွေကိုခန့်အပ်ခဲ့တယ်လို့သိရပါတယ်
They are employed among all sects for the establishment and growth of Dhamma, for the welfare and happiness of those devoted to Dhamma. အဲ့ဒီအမတ်ကြီးတွေကိုခန့်အပ်ရခြင်းဟာလေအခြားသောဂိုင်းတွေမှာတရားတော်ပြန်ပွားရေးတည်ထောင်ရေးတို့ပြုလုပ်ပြီးတရားတော်ရဲ့ကောင်းကျိုးနဲ့ပျော်ရွှင်ချမ်းမြေ့မှုရရှိနိုင်ကြောင်းကိုသိစေလိုခြင်းအတွက်ပဲဖြစ်တယ်လို့ဆိုပါတယ် In the Rogue Edict 9, the King Ashoka explained about rights. ဒီကြောက်ဆောင်စာနံပါတ်9မှာတော့ပေါ့နော်အတောကမင်းကြီးဟာဘာသာရေးနဲ့ပတ်သက်ပြီးရှင်းပြထားတာတွေပါပါတယ် People perform various rites in sickness and marriages on the birth of sons and journey. Women also performed much useless rites, so also a rite of those kinds bears great little fruit. အဲ့ဒီကြောက်ဆောင်ဆောင်မှာဆိုရင်မင်းကြီးကတိုင်းသူပြည်သားတွေဟာတဲ့ဘာသာရေးကိုဆောင်ရွက်ရမှာအားနည်းမှုရှိတယ်လို့လည်းရေးထိုးထားတယ်။နောက်ဒီမျိုးသမီးတွေနဲ့ပတ်သက်ပြီးလဲပေါ့နော်လက်ထက်ချင်းတွေတားဖွာခြင်းတွေခရီးသွားခြင်းတို့မှလည်းဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ဘာသာရေးအရာလဲတားမြစ်ချက်တွေထားရှိခြင်းတို့ကိုအဲ့ထဲမှာမှတ်တမ်းတင်ရေးထိုးထားတယ်လို့သိရှိရပါတယ်။ According to the king, the real Dhamma Mingala is good behavior towards slaves and servants, self-control in regard to animals, liberty to Brahmanas and Sharamanats. ဒီမင်းကြီးရဲ့အလိုအရဆိုရင်တော့ဓမ္မမင်္ဂလာအစစ်အမှန်ဆိုတာကိုယ်အိမ်မှာခိုင်းစီတဲ့ကျွန်းဒီအစီခံဒီအပေါ်မှာလည်းကောင်းမွန်တဲ့ဆက်ဆံမှုပြုရမယ်။နောက်ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်ပဲဖြစ်ဖြစ်နော်တိရစ္ဆာန်မှန်သမျှအပေါ်မှာလည်းအလေးထားဂရုပြုရမယ်ကရုဏာထားရမယ်။နောက်ဘာသာရေးတာဝန်ခံပုဂ္ဂိုလ်တွေဖြစ်တဲ့ဒီသမဏဗြဟ္မဏတွေကိုလည်းရေရောစွာလှူဒန်းခြင်းတို့ကိုဒီဓမ္မမင်္ဂလာပြုတယ်လို့မင်းကြီးကသတ်မှတ်ချက်ထားရှိပြောဆိုတယ် Therefore, a father, a son, a brother, or a master should say each other, "This is meritorious. These rites ought to be performed till that object is attained." ဒါကြောင့်မင်းကြီးကချီးမွမ်းတိုက်တယ်ဆိုတာဘာသာရေးလုပ်ငန်းကိုလှုပ်ဆောင်မယ်ဆိုရင်ရည်မှန်းချက်ပြည့်ဝတဲ့အထိလှုပ်ဆောင်မှသာချီးမွမ်းခံထိုက်ကြောင်းဖြစ်တယ်ဆိုတာကိုလေနော်အလုံးတွေကိုနော်ဒီအတိတရားတွေဒီကောင်းခြင်းဆိုတဲ့ချီးမွမ်းထိုက်တဲ့ဒီကုသိုလ်ကောင်းမှုတရားဓမ္မမင်္ဂလာဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုဒီမင်းကြီးဟာပြောပြထားပါတယ်အတောကမင်းကြီးရဲ့ဒီကြီးညိုလေးစားပွဲအကြောင်းနဲ့ပတ်သက်ပြီးပြန်လည်ပြီးတော့သုံးသပ်ရမယ်ဆိုရင် with the Sangha and visited to the Bodhi tree အတောကမင်းကြီးဟာသူကနန်းဆန်နှစ်ပေါ့နော်တော်တော်ကြီးကြာမှပဲဒီတန်ဃာရီနဲ့လေတန်ဃာရီအပေါ်မှာလေဒီယူတီလေးစားလာတဲ့သာသနာတော်အပေါ်မှာလည်းယူတီလေးစားတဲ့အတွက်တန်ဃာရီနဲ့လည်းပေါ့နော်သူကတန်ဃာရီအပေါ်မှာလည်းယုံကြည်သက်ဝင်ပြီးတော့ပစ္စည်းလေးပါးဒါယကအဖြစ်တည်တယ်သူကပြုမှုခဲ့တယ်ပေါ့နော်အဲ့ဒါအပြင်နောက်ဒီဖျားရှင်ပွင့်တော်မူရာအရက်ကိုလည်းတွားရောက်ပြီးတော့ဖျားဘူးတွေလည်းထွက်ခဲ့တယ်နော်အိမ်မှာလှူဒန်းမှုတွေပြုခဲ့တယ် The work of Ashoka's missionary started from that time အဲ့ချိန်ကစပြီးတော့အတောကမင်းကြီးရဲ့ဒီ missionary works တွေဟာစခဲ့တယ်လို့လည်းပြောနိုင်ပါတယ် The previous kings used to find relaxation in Vihara Yatras tour of pleasure where he included in hunting and sports ဒီလိုသာသနာတော်ကိုတက်ဝင်ယုံကြည်မှုမရှိခဲ့တဲ့အချိန်တုန်းကပေါ့နော်သာသနာကိုစိတ်ဝင်စားခဲ့တဲ့အချိန်တုန်းကဆိုရင်သူကရှေ့တုန်းကရှေးမင်းနေလို့ပဲနော်အမဲလိုက်တယ်နော်တောလိုက်တယ်အမဲလိုက်တယ်ဒီလိုနဲ့နော်အပန်းဖြေခဲ့တာမျိုးတွေပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီလိုတောထွက်အမဲလိုက်ခြင်းမျိုးဒီကိုပဲသူကပြုမှုဆောင်ရွက်ခဲ့တယ်
အဲ့ဒီနောက်ပိုင်းသာသနာတော်ကိုသက်ဝင်ယုံကြည်လာပြီးတဲ့နောက်မှာတော့ The King Ashoka established medical treatment for men and animals နော်သူတိုင်းပြည်မှာရှိတဲ့နော်တိရစ္ဆာန်တွေပါလူတွေအတွက်ပေါင်မကဘူးနော်ဒီတိရစ္ဆာန်တွေအတွက်ကိုလည်းပေါ့နော်ဒီစိကုသပေးနိုင်တဲ့ဆေးရုံဆေးခန်းတွေလည်းဆောက်လုပ်ခဲ့တယ် where there are no medical hubs for men and animals and obedience to mother and father to the elders now ဒီဆေးရုံဆေးပေးခန်းမရှိတဲ့နေရာတွေမှာလည်းတိဆောက်ခဲ့တယ်နောက်ပေါ့နော်ဆေးဘက်ဝင်တဲ့အပင်တွေကိုလည်းမရှိတဲ့နေရာမှာဆိုရှိတဲ့နေရာအနေနဲ့ရွှေ့ပြောင်းပြီးတော့စိုက်ပျိုးစေခဲ့တယ်လူနဲ့တိရစ္ဆာန်တွေအတွက်ကျန်းမာရေးတွေရောအားလုံးကိုဦးစားပေးဆောင်ရွက်ပေးခဲ့တယ်နောက်မိခင်ဖခင်တွေကိုယ့်ရဲ့အသက်အရွယ်ကြီးရင်သူတွေကိုလည်းယူသည်လေးစားဂါရဝတရားထားရမယ်ဆိုတဲ့ညွှန်ကြားချက်တွေအစသူကတကယ်ကိုနော်ညွှန်ကြားပြသခဲ့တယ်သူကဒီလိုမျိုးအထီအောင်တိုင်းသူပြည်သားပေါ်မှာအလေးထားပြီးတော့သူကိုယ်တိုင်လည်းဒီကောင်းမြတ်တဲ့တရားတွေလိုက်နာသလိုဒီတိုင်းသူပြည်သားတွေကိုလည်းလိုက်နာစေခဲ့တယ်လို့ဆိုပါတယ် He has been achieved many good deeds and so also his grandsons will follow in his footsteps မင်းကြီးဟာသူကိုယ်တိုင်ရှေ့ရနော်ရှေ့ဆောင်တော်လာဖြောင်းမြောင်သွားဆိုတဲ့အတိုင်းပဲကောင်းမှုကုသိုလ်တွေပဲရှေ့ရနေဥဆောင်ပြီးတော့ပြုမှုဆောင်ရွက်နော်ကိုယ်တိုင်လည်းကျင့်ကြံတဲ့သူတစ်ပါးကိုလည်းကောင်းကျိုးတွေရရှိစေဖို့ကောင်းမှုတွေလိုက်နာစေခဲ့တယ်နော်ဒါကြောင့်မို့သူဟာဒီကောင်းမွန်တဲ့အကျိုးတရားတွေသူ့မှာရရှိခဲ့တယ်နော်နောက်ဆုံးသူ့ရဲ့သားတွေနော်မြေးတွေဒါတွေအကုန်လုံးကဆိုရင်သူ့လိုပဲနော်မြင့်မြတ်တဲ့သူကောင်းကျိုးကိုပဲလိုက်နာတဲ့သူဖြစ်သူ့ခြေရာနင်းပြီးတော့မှသားသမီးမြင်းမြစ်တွေအစကောင်းရာတွေပဲလုပ်ခဲ့လို့သူ့ခြေရာတောင်နင်းခဲ့ကြတယ်တဲ့ and then Dhamma Mingala is good behavior towards slaves and servants self-control in regard to animals liberty to brahmanas and sharamanats နော်မင်းကြီးကဓမ္မမင်္ဂလာဆိုတာဟာလေတဲ့ကောင်းတဲ့အပြုအမူပဲဖြစ်တယ်အဲ့ဒီကောင်းတဲ့အပြုအမူတွေဟာဆိုရင်ကိုယ့်ရဲ့အိမ်မှာရှိတဲ့အခိုင်အစီတွေကြီးကျုံနေကိုယ့်ရဲ့လက်အောက်ငယ်သားတွေအပေါ်မှာလဲကောင်းမွန်တဲ့အပြုအမူပဲပြုရမယ်နော်သူတို့ကိုလည်းလိုအပ်တယ်လို့စောင့်ရှောက်ရမယ်ကျွေးမွေးရမယ်နောက်တစ်ချက်ကတော့ self control in regards to animal ဒီတိရစ္ဆာန်လေးတွေကိုလည်းပေါ့နော်ကိုဟာတဲ့နော်ကျွေးမွေးပြုစုစောင့်ရှောက်ရမယ်နော်နေမကောင်းတာတောင်သူကဒီဆေးရုံဆေးခန်းတွေတောင်ဖွင့်ပေးတဲ့အထိကိုနော်တကယ်ကို control လုပ်ပြီးတော့မှနော်ကိုကျင်နာတရားအပြည့်နဲ့ဒီတိရစ္ဆာန်တွေကိုတောင်မှသူကပြုစုစောင့်ရှောက်ခဲ့တယ်နောက် liberty to brahmanas and sharmanas ဒီယဟန်တန်ဃာတွေတမနာတွေဗြဟ္မဏတွေကိုလည်းနော်ပေးလှူရမယ်နော်တကြီးတွေကိုယ့်ရဲ့အသက်ကြီးရဲ့သူတွေမိဘတွေဖခင်တွေပေါ့နော်မိခင်ဖခင်တို့ကိုလည်းလူကြီးပြုစုရမယ်ကိုမောင်နှမသားချင်းတွေအပေါ်မှာလည်းဒီလိုမျိုးမေတ္တာထားရမယ်ဆိုတဲ့ညွှန်ကြားချက်တွေအစမြင်းကြီးဟာဒါတွေကိုနော်သူကိုယ်တိုင်လည်းပြုမှုသူလိုတိုင်းသူပြည်သားတွေအပေါ်မှာလည်းသူကညွှန်ကြားခဲ့ပါတယ်နော်ဒါကတော့မင်းကြီးရဲ့ကြီးညိုလေးစားပွဲအချက်ကလေးတွေကိုကောက်နှုတ်ပြီးတော့ဒါမျှဝေပေးခဲ့တာပါဒီတဲ့မကတာကြီးလည်း literature ထဲမှာအများကြီးရှိပါတယ်အခုဒီမျှဝေပေးခဲ့တာကတော့ဒီအတောကမင်းကြီးရဲ့ကြီးညိုလေးစားပွဲရာပြုမှုဆောင်ရွက်ခဲ့တဲ့အကြောင်းအရာလေးတွေကိုဒါမျှဝေပေးခဲ့တာဖြစ်ပါတယ်နောက်မှာတော့ Ashokan Art အတောကရဲ့အနုပညာနဲ့ပတ်သက်ပြီးတော့လည်းကောက်နှုတ်ပြီးတော့မျှဝေပေးပါမယ် In this slide Ashokan Art ဒါကတော့အတောကမင်းကြီးရဲ့ပေါ့နော်သူ့ရဲ့ကောင်းမှုကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့ဒီလှူဒန်းခဲ့တဲ့အနုပညာရပ်ဝင်းနဲ့ပတ်သက်တဲ့ပေါ့နော်အကြောင်းအရာလေးကိုကောက်နှုတ်ပြီးမျှဝေပေးတာပါ with the ring of Ashoka all is change stones and brick replace wood and enormous marble pillars were erected to commemorate the emperor's conversion to Buddhism or to place great
precepts before the public eye အတော့ကမင်းကြီးဟာပေါ့နော်သူအုပ်စိုးရာဒေသတွေမှာနော်အမှတ်တရဖြစ်စရာအတိအမှတ်ပြုစရာဒီမှတ်သားထားတဲ့နော်ပင်ကိုယ်တုံးကတစ်သားတိုင်နေနဲ့နော်ပထမသူကလှူဒန်းခဲ့တာပေါ့နော်အဲ့နေရာမှာသူကအုတ်တိုင်နေကြောက်တိုင်နေနဲ့အစားထိုးပြီးတော့နော်အနုပညာလက်ရာမြောက်စွာထပ်မံမွမ်းမံပြီးတော့မှအစားထိုးစိုက်ထူခဲ့တယ်တဲ့ဒါအပြင်ပေါ့နော်သူက marble pillars တွေပေါ့နော်အလွန်ကြီးမားတဲ့စကြင်ကြောက်ပြားတွေပေါ်မှာလဲဒီသူဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်လာတဲ့အကြောင်းအနေနဲ့ပတ်သက်လို့ပေါ့နော်ဗုဒ္ဓဘာသာကိုကူးပြောင်းခြင်းဆိုင်ရာပညာချက်တွေနော်အကျင့်သီလတွေနော်ရှေ့မှာပြောခဲ့သလိုပဲပေါ့နော်သူကဘယ်လိုတွေပညာခဲ့တယ်လဲဆိုရင်တိုင်းသူပြည်သားတွေကိုသူကိုယ်တိုင်ဟာလည်းဒီ morality ဘိုင်းနဲ့ပေါ့နော်ဒီမြတ်စွာဘုရားရှင်ရဲ့တရားဒေသနာတော်တွေကိုသက်ဝင်ယုံကြည်တယ်ဘုရားရှင်ရဲ့အဆုံးအမဝိနည်းတော်နဲ့အညီသူဟာနေထိုင်နေပေါ့နော်အကျင့်သီလတွေကိုလည်းဘုရားရှင်ဆုံးမတဲ့အတိုင်းပဲအဲ့ဒီအကျင့်သီလတွေကိုလည်းလိုက်နာခဲ့တယ်အဲ့လိုပေါ့ဒီဗုဒ္ဓဘာသာကိုကူးပြောင်းခြင်းဆိုင်ရာပညာချက်တွေနောက်အကျင့်သီလနဲ့ပတ်သက်တဲ့ဒီပြန်တန်းတွေပေါ့နော်အားလုံးကိုဒီ public eye ဒါတွေကိုလူအများမြင်သာတဲ့နေရာတွေမှာစိုက်ထူလှူဒန်းခဲ့တယ်ပထမတော့သူကတစ်သားတွေနဲ့ဖြစ်မယ်နောက်ပိုင်းမှာတော့တကယ်ကိုအနုပညာလက်ရာမြောက်စွာကနုပန်းချွာမျိုးတွေလည်းပါမယ်ပေါ့ထုစစ်ပြီးမှဒီလက်ရာမြောက်တဲ့အနုပညာတွေနဲ့ဒါတွေကိုကြောက်တိုင်နေနော်အုတ်တိုင်နေနောက် marble slip တွေနော်စကြင်ကြောက်ပြားကြီးတွေနဲ့နော်အလုံးကိုသူ့ရဲ့အနုပညာလက်ရာမြောက်စွာဒီလူအများမြင်သာတဲ့ပေါ့နော်နေရာတွေမှာစိုက်ထူလှူဒန်းမှုတွေပြုလုပ်ခဲ့ပါတယ်တဲ့ It is said that the capitals of these pillars are copies of Persian art. They are, however, but a stylized lotus, and the lotus was at an early date an Indian Buddhist symbol. အဲ့လိုပေါ့နော်ဒီမြင်းကြီးကသူ့ရဲ့မြို့တော်မှာကြောက်စာတိုင်းနေစိုက်ထူခြင်းကိုပါရှန်ဆိုတဲ့နော်အီရန်တွေကသူတို့ရဲ့ယဉ်ကျေးမှုအဖြစ်မြင်ဉဏ်ယူထားတယ်ပေါ့နော်သူတို့စီရဲ့ယဉ်ကျေးမှုကိုအတွေ့အကြုံမှပြုလုပ်တယ်လို့ပြောဆိုကြတယ်ဒါပေမဲ့လည်းသူတို့ဘလို့ပဲပြောပါစေဂျာပန်စတိုင်ပုံစံကတော့ရှေးခေတ်ကလေးကအိန္ဒိယနိုင်ငံရဲ့နော်အိန္ဒိယဗုဒ္ဓဘာသာတို့ရဲ့သင်္ကေတတစ်ခုဖြစ်တယ်ဆိုတာတော့ညှင်းပယ်လို့မရပါဘူးတဲ့ဒါဘာရှန်နေကတော့ဒီလိုမျိုးကြောက်တိုင်လေးစိုက်ပြီးတော့မှဒီလိုမျိုးအလှဆင်းနော်စိုက်ထူခြင်းနေနော်မင်းကြီးခုနလိုပညာချက်တွေအကျင့်သီလတွေပြန်တန်းတွေကိုလူများမြင်သာတဲ့နေရာမှာကြောက်တိုင်တွေကပီးစာတွေထိုးပြီးအလှပတစားဆင်တဲ့ဒီအနုပညာရပ်ဝင်းဟာတဲ့ပါရှန်တွေကသူတို့ရဲ့ယဉ်ကျေးမှုကနေမြင့်ညမ်းယူထားတာဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ပါစေဒီဂျာပန်စတိုင်ကတော့အိန္ဒိယဗုဒ္ဓဘာသာတို့ရဲ့သင်္ကေတတစ်ခုဖြစ်တယ်ဆိုတာကတော့ဒါအမှန်အကန်ပဲဖြစ်တယ်ညှင်းပယ်လို့မရပါဘူးလို့ဒါအားလုံးကတော့ဒီလိုမျိုးယူဆကြပါတယ်မှတ်တမ်းမှတ်ရာတွေမှာလည်းအဲ့ဒီလိုပဲသုံးသပ်ထားကြပါတယ် It is just as likely that the craftsmen of passports borrowed the lotus from India as that Ashoka, with a wealth of symbols about him, should borrow from Persia. Passport လက်မှုပညာဟာတဲ့လက်မှုပညာတွေတို့ဟာပေါ့နော်ဒီဂျာပန်ပုံကိုအိန္ဒိယကအတူကူယူငင်သုံးဆွဲထားခြင်းဆိုတာဖြစ်နိုင်တယ်။နောက်တခြားသင်္ကေတပုံများစွာကလည်းပဲအာရှောကကဒီပါရှားကနေယူငင်သုံးဆွဲထားခြင်းဖြစ်တာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။ However, this may be all other Ashokan art is purely India. ဒါပေမဲ့လည်းတခြား Ashokan art တွေကတော့ပေါ့နော်အတော့ကအနုပညာရပ်ဝန်းတွေကတော့အိန္ဒိယယဉ်ကျေးမှုအနုပညာစစ်စစ်တွေလည်းဖြစ်နိုင်ပါတယ်။ The originals to part at Sanchi, the real about the site of the first preaching at Sarnath, and the originals to part at Amaravati
All these are probably Ashokan. India မှာရှိတဲ့ Sanchi Siri ရဲ့အရှိမျက်နှာစာမှာရှိတဲ့တရားဟောစဉ်လယန်းတို့နော်အမရဝတီမှာရှိတဲ့ဖျားစီရီတို့ဟာဒီအာရှုကင်လက်ရာတွေပဲဖြစ်ပါတယ်လို့လီလာမှတ်သားရပါတယ် What is Emperor's Buddhism was that of the Theravada. The needs of the church were simple and Puritan in design. အတောကရဲ့ဒီဗုဒ္ဓဘာသာ Emperor မှာတော့ထေရဝါဒဗုဒ္ဓဘာသာဖြစ်တာကြောင့်ဖျားเจ้าနေရဲ့လိုအပ်တဲ့ဝိပုဆောင်တွေကတော့ရိုးရှင်းတဲ့တစောင်းပုံသဏ္ဍာန်တွေပဲဖြစ်ပါတယ်။နော်သူရဲ့အဆောက်အုံအနုပညာလက်ရာတွေဟာရိုးရှင်းတဲ့တစောင်းပုံစံတွေပဲဖြစ်တယ်လို့လေ့လာမှတ်သားရပါတယ်။ His stupa housed at Kali near Bombay, one of the first cave temples to be built 1st century BC, has but a cave, 2 aisles, and where the altar would stand in a western chapel. A stupa surmounted by a wooden umbrella. ဒီအတောကမင်းကြီးရဲ့အနုပညာလက်ရာတွေကတခုကတော့ဒီ BC 100စုမှာဆောက်လုပ်ခဲ့တဲ့ဘုံပေမြို့အနီးမှာရှိတဲ့ကာလီဖျားကျောင်းဆောင်မှာတဲ့ပထမဦးဆုံးလူထိုင်ရန်နေရာပါတဲ့ဒီဂူဖျားများတွေကတခုဖြစ်တယ်တဲ့သူဂူဖျားတွေဆောက်လုပ်တဲ့ထဲကဒီ BC 100စုမှာဆိုရင်ဘုံပေမြို့အနီးမှာကာလီဖျားကျောင်းဆောင်เนาะအဲ့ဒီမှာဆိုရင်ဆောက်လုပ်ခဲ့တာဟာလူထိုင်ဖို့နေရာပါတဲ့ဂူဖျားဆောက်လုပ်ခဲ့တယ်ပေါ့နော်နောက်ပေါ့နော်အနောက်ဘက်မှာရှိတဲ့ဖျားကျောင်းဆောင်တစ်ခုမှာလဲအနောက်တိုင်း style ဘေးဘက်မှာခုံတန်းနေနဲ့နော်ရှောက်လန်းနေပါပြီးတော့တဲ့ဇီဒီပတ်ပတ်လဲမှာလဲတစ်သားထီးတွေကတ်လူထားတဲ့ဇီဒီတစ်ခုပါရှိတဲ့အနုပညာလက်ရာတစ်ခုလဲတွေ့ရှိရပါတယ်တဲ့အခုဒီမျှဝေပေးခဲ့တာကတော့အတောကမင်းကြီးရဲ့ပေါ့နော်အနုပညာနဲ့ပတ်သက်တဲ့လှူဒန်းထားတဲ့အကြောင်းအရာတွေကဒါကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်မင်းကြီးဟာဒီသူကိုယ်တိုင်ကြင်ကြံတယ်လို့ဒီလိုမျိုးပေါ့နော်လူတွေအားလုံးကိုဘယ်လိုခေါ်မလဲ culture နဲ့ civilize ပေါ့နော် culture ဆိုတဲ့လူတွေရဲ့ရည်မှမှုအတွက်ကိုလည်းသူဟာခုနလိုမျိုးတရားဓမ္မတွေပညာချက်တွေနော်လိုက်နာစေတဲ့ဒီ morality ဘိုင်းဆိုင်ရာနဲ့ပြုပြင်ပြီးတော့တွင်တင်ဆုံးမခဲ့တယ်လို့ပဲပေါ့နော် civilization လို့ဆိုနိုင်တဲ့အဆောက်အုံဘိုင်းဆိုင်ရာရုပ်ဝတ္ထုဘိုင်းဆိုင်ရာတိုးတက်မှုပေါ့နော်ခုနက culture ကတော့ဒီရုပ်ဘိုင်းဆိုင်ရာရည်မှမှုပေါ့နော်ဒီ civilization လို့ပြောနိုင်တဲ့ရုပ်ဝတ္ထုဘိုင်းဆိုင်ရာတိုးတက်မှုပေါ့နော်ဒီ culture တွေဒါတွေကိုလည်းမင်းကြီးဟာနော်သူသက်စွမ်းတရွေ့ပေါ့နော်တက်နိုင်သမျှသူဟာအားလုံးကိုနော်ကုသိုလ်ကောင်းမှုများစွာကိုပြုလုပ်ခဲ့တယ်ဆိုတာကိုဒါမှတ်တမ်းမှတ်ရာတွေအရာလေဒါသုံးသပ်နိုင်ပါတယ်သူဟာအင်မတန်မှကောင်းမွန်တဲ့မြင့်မြတ်တစ်ပါးဖြစ်ပြီးသာသနာတွေလည်းပြုခဲ့တယ်နော်သူတိုင်းပြည်လူမျိုးအတွက်လည်းကောင်းရာကောင်းကျိုးတွေဆောင်ရွက်ခဲ့တဲ့မင်းကြီးဖြစ်တယ်ဆိုတာငြင်းပယ်လို့မရပါဘူးအခုဒါအတောကမင်းကြီးရဲ့ကြီးညိုလေးစားဝယ်ရာနဲ့သူ့လက်ထက်မှာပြုမှုခဲ့တဲ့ပေါ့နော်အမှုပညာရပ်ဝန်းဆိုင်ရာလေးတွေကိုကောက်နှုတ်ပြီးတော့မျှဝေပေးခဲ့တာဖြစ်ပါတယ်